ဖေရှင်းဆိုရမယ်ကိုယ်တိုင်တည်တဲ့တည်တချို့အတွက်နဲ့လောလောတဲ့ဘဝတစ်ခုကိုဒီဆောင်ဖို့ကြိုးစားရင်ကချင်းနေတဲ့ဖြည်းဖြည်းပဲချင်ကဘယ်အများနဲ့ရင်းပြီးချစ်တဲ့ချစ်တွေအခြေအနေမတူတဲ့ခါပြောလေတော့ဘာတခုဟာစိတ်စိတ်ပဲချင်ကနေချစ်တဲ့ဖို့ဆိုရင်ဘာလို့ဆိုတဲ့မှာငါရှော